အခုခေတ်မှာကိုယ့်ရဲ့ business ကိုရည်ရှိသွားခြင်းနဲ့ဆိုလို့ရှိရင်ကိုယ်တိုင်ဖန်တီးမှကိုရတော့မှာ social media မှာခေတ်စားနေတဲ့ personal branding ဆိုတာ business owner တွေအတွက်လည်းအရန်ကိုလိုအပ်ပါတယ်ကိုယ့်ရဲ့ business ကအယောင် channel တစ်ခုနဲ့လဲပတ်နေတယ်ဆိုရင်တော့မှပဲအခုခေတ်ကကိုယ့်ရဲ့ပိုင်ရှင်ရဲ့ကိုယ့်ရဲ့ personal branding ကိုလုံးဝ social media မှာကိုယ့်ရဲ့ business ရေရှည်ရောင်းအားကျမသွားဖို့အတွက်ကနောက်တစ်ဆင့်ကိုသွားဖို့အတွက်ကကိုယ့်ရဲ့ personal branding ကိုလာတိဆောက်ထားမှာပဲရပါမယ်ဒီနေရာမှာတချို့ကဝန်ထမ်းတွေနဲ့ run နေတာရှိတယ်ဝန်ထမ်းတွေကိုပဲကိုယ့်ဆိုင်ရဲ့ personal branding ကိုပဲတိဆောက်နေတာဖြစ်တယ်မရောင်းအောင်ရောင်းရတယ်ကိုယ့်ရဲ့business branding မပေါက်ဘူးမဟုတ်ဘူးပေါက်တယ်ဒါပေမဲ့နောက်တစ်ချိန်မှာဒီဆိုင်ရဲ့ပိုင်ရှင်တာဝန်ရှိသူကိုယ်တိုင်ရဲ့ personal branding ကလုံးဝလိုအပ်မလာမယ်ဆိုတာလုံးဝကြိတ်သိပါတယ်ဒါကြောင့်ကိုယ့်ရဲ့ business ကိုရေရှည်အောင်မြင်ခြင်းနဲ့လုံးဝရေရှည်သွားခြင်းနဲ့ business တစ်ခုဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်ပိုင်ရှင်ကိုယ်တိုင်ကိုယ့်ရဲ့ personal branding ကိုလာတိဆောက်ထားပါ